စွန်းရွက်ကြော်တာလေးတောင်အဆင်မပြေဖြစ်နေရင်ဒီဗီဒီယိုလေးသာကြည့်လိုက်ပါကစွန်းရွက်တွေကိုအစစ်လိုက်လက်နဲ့အပိုင်းပိုင်းချိုးပေးပါပြီးရင်ရေစင်အောင်ဆေးကြောထားပါရဲအိုးတွေကိုစီထည့်ပြီးအပူပေးပါညနေအောင်ထောင်းထားတဲ့ကြက်သွန်ဖြူနဲ့ငရုတ်သီးချောက်လှီးထားတာတွေကိုထည့်ပြီးမွေးလာအောင်စီတက်ပေးပါအနက်မွေးလာပြီဆိုရင်ပြင်ဆင်ထားတဲ့ကစွန်းရွက်တွေအကုန်ထည့်ပြီးနွမ်းသွားအောင်ခဏလန်ပေးပါစားကြက်သားမှုန့်နဲ့ခရူးစီထည့်ပါအရသာတွေတမတ်သွားအောင်မီးပြင်းပြင်းနဲ့အမြန်လေးငွေကြော်ပေးလို့ကြည့်ရင်ရပါပြီကျက်ဥခွန်တွေကိုပစုံတကောင်ထည့်လိုက်ရုံနဲ့နမဲကြီးဟိုတယ်ကြီးတွေကဟင်းလျာတစ်ခုဖြစ်သွားမယ်ဆိုရင်တင်ယုံမလားစားဘူးသူတိုင်းဆွဲလန်းသွားစေမဲ့ပစုံကျက်ဥအစာတို့ပြုလုပ်နည်းပစုံထုတ်တွေကိုကြောခွဲပြီးအမဲချောင်းထုတ်ပေးပါပြီးရင်ဒေါင်းမီပုံတံလှပအောင်ပြင်ဆင်ထားပါကျက်ဥရဲ့ထိပ်ပိုင်းကိုအပေါက်လေးဖြစ်အောင်ညှက်ပေးပြီးအထဲကိုစောစောကပြင်ဆင်ထားတဲ့ပစုံတကောင်စီထည့်ပါဒီဟင်းလျာရဲ့အသက်ကတော့ကြက်သွန်ဖြူဆော့ပါပဲအနက်မွေးပြီးအရသာရှိတဲ့ကြက်သွန်ဖြူဆော့ကိုကြက်ဥခွန်နဲ့အပြည့်ဖြည့်ပေးပါပြီးရင်အိုးထဲမှာ10မိနစ်ခန့်ကြာအောင်ပေါင်းပေးရပါမယ်ကျက်သွားတဲ့အခါအပေါ်ကနေပဲငါးပြီးရင်နည်းငယ်ဆန်းပြီးရင်စီပူပူလေးလောင်းထည့်ပေးလိုက်ရင်အနံ့ကောအရသာပါပြည့်စုံသွားပါပြီထမင်းမိန်စီမဲ့ဟင်းတစ်ခွက်ရှာနေလားလုံးရတာလဲလွယ်ကူပြီးအရသာကလည်းရှယ်မိုက်တဲ့တောသားလေးဆက်ဆက်ချိုချိုကြက်ဥပေါင်းပြုလုပ်နည်းကိုဖော်ပြပေးလိုက်ပါတယ်စီပူလာရင်ငရုတ်သီးမှုန့်ထည့်ပြီးငွေပေးကအနံ့ငွေအောင်စီတက်ပါပြီးရင်မီးပိတ်ပြီးရေတန့်တပူးထည့်ပါကြက်ဥ9လုံးကနေ10လုံးထိဖောက်ထည့်ပါစားပဲငယ်ပြာရည်ကြီးနဲ့ကြက်သားမှုန့်တို့ထည့်ပြီးအရသာသွင်းပါပေချာနှံ့ဆက်အောင်ငွေပေးပါအဖုံးအုပ်ပြီးမီးအေးနဲ့10မိနစ်ခန့်ပေါင်းပေးပါနောက်ဆုံးမှာကြက်သွန်မိတ်လေးအုပ်ပေးလိုက်ရင်အိုးထဲကချလို့ရပါပြီအိမ်မှာကြက်ဥရှိရင်အမြဲတမ်းပြုတ်စားကြော်စားနေတာညင်းငွေနေပြီလားဒါဆိုရင်တော့ထမင်းမိန်စီမဲ့ချိုချင်ဆက်ကြက်ဥကြော်လုံးနည်းလေးကိုကြည့်လိုက်ရအောင်ရဲအိုးထဲစီပူလာရင်ကြက်ဥတွေကိုတလုံးချင်းစီထည့်ပြီးနှစ်ဖက်စလုံးရွှေဝါရောင်တန်းပြီးကျွတ်ရွလာတဲ့အထိကြော်ပါပြီးရင်ဆယ်ထားပါပကံလုံးထဲတွင်ပဲမပြည့်ရင်နှစ်စွန်းရှာလကာရီနှစ်စွန်းခရုစီအနှဲငယ်ခရမ်းကျင်သီးစော့ကြား3စွန်းကစီတက်1စွန်းနဲ့ရေနှဲငယ်ထဲကတေချာမွေထားပါရဲအိုးထဲစီနှဲငယ်ချန်ပြီးကြက်သွန်မိတ်နဲ့ကြက်သွန်ဖြူနှုံနှုတ်စင်းတို့ကိုစီတက်ပါမွေးလာလျင်ဆက်ထားသောဆော့စီများလောင်းထည့်ပါမီးပြင်းပြင်းဖြင့်ဆော့စီပြစ်လာသည့်အထိငွေပေးပါပြီးနောက်ကြော်ထားသောကြက်ဥများကိုထည့်ပြီးဆော့စီများကြက်ဥရဲစိတ်ဝင်အောင်ချက်ပါဆော့စီများပြည့်နစ်သွားလျင်အပေါ်မှနှမ်းဖြူနှင့်ကြက်သွန်မိတ်လေးဖြူပေးုံဖြင့်အရသာရှိလာတဲ့ချိုချင်ဆက်ကြက်ဥကြော်လေးအစင်သင့်ဖြစ်ပါပြီပြိုမီတို့ရေအပြင်ကကျုပ်ပြီးအထက်ကနူးဝီနေမဲ့ဆက်ဆက်မွေးမွေးအာလူးကြော်လေးထမင်းရမ်းမြင်စီလို့မဖြစ်မနေလှုပ်ရှားကြည့်ဖို့တိုက်တွန်းချင်ပါတယ်အာလူးကိုအခွန်နွားပြီးခက်ထူထူလေးတွေလှီးပေးပါရေနွေးပွက်ပွက်စုထဲမှာအာလူးပြားတွေကိုထည့်ပြုတ်ပါအနှဲငယ်ကြည်လင်လာရင်ဆယ်ပြီးရေအေးတဲ့ချက်ချင်းစိမ်ပေးပါအာလူးတွေကိုရေစစ်ပြီးပြောင်းဖူးကစီမှုန်နှံ့အောင်လူပေးပါစီပူရဲကိုအာလူးတပြားချင်းစီထည့်ကြော်ပါမကတ်သွားအောင်အသားလေးမှွေပေးပြီးမီးအလဲအလက်နဲ့ရွှေဝါရောင်တန်းတဲ့အထိကြော်ပြီးဆယ်ထားပါငရုတ်ပွားစိမ့်တဲ့အနီတုံးတွေကိုစီပူရဲခဏဖြတ်ပြီးဆယ်ထားပါဒဲအိုးရဲစီနှဲငယ်ချန်ပြီးကြက်သွန်မိတ်ကြက်သွန်ဖြူကိုအနက်မွေးအောင်စီတက်ပါတရုတ်ပဲဆက်အနှစ်တစွန်းထည့်ပြီးစီနီထွက်လာအောင်မှွေပါပြီးရင်ငရုတ်သီးချောက်ငရုတ်သီးမှုန့်နှမ်းဖြူစီယာမှုန့်တို့ထည့်ပြီးမီးအေးအေးနဲ့အနက်မွေးလာအောင်လှော်ပေးပါကြော်ထားတဲ့အာလူးနဲ့ငရုတ်ပွားတွေကိုထည့်ပြီးအနှစ်တွေနဲ့တမအောင်အမြန်လေးမှွေလိုက်ရင်ရပါပြီ